Hello, Data Theory Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောပြချင်တဲ့အကြောင်းအရာကတော့2026ခုနှစ်မေလ4ရက်နေ့ BBC သတင်းမှာဖော်ပြထားတဲ့ UK နိုင်ငံ NHS National Health Service မှာမိတ်ဆက်ခဲ့တဲ့ Pembrolizumab ထိုးဆေး version ပုံစံအသစ်အကြောင်းဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ထိုးဆေးနာမည်ကတော့ Pembrolizumab လို့ခေါ်တယ်။နောက်တစ်မျိုးအနေနဲ့ Keytruda လို့လည်းခေါ်ကြတယ်။ကန်ဆာမျိုးမျိုးကုသရာမှာသုံးတဲ့ကိုခံအားကုထုံးဆေးတစ်မျိုးဖြစ်တဲ့ကိုခံအားကုထုံးဆေးဆိုတာခန္ဓာကိုယ်ရဲ့ကိုယ်ပိုင်ကိုခံအားစနစ်ကကန်ဆာဆဲကိုအလွယ်တကူမှတ်မိပြီးတိုက်ခိုက်ဖျက်ဆီးနိုင်ရန်ကူညီပေးတဲ့ဆေးဖြစ်တယ်။လောလောဆယ်တော့ UK နိုင်ငံ National Health Service ရှိတဲ့ NHS ဆေးရုံတွေမှာပဲဒီထိုးဆေးနဲ့ကုသပေးနေတယ်။ဒီ Pembrolizumab ထိုးဆေးဟာအခုမှဖော်ဆက်ထားတဲ့ထိုးဆေးအသစ်မဟုတ်ပါဘူး။အရင်က IV line သွေးကြောထဲထိုးတဲ့ဆေးအနေနဲ့အသုံးပြုခဲ့တယ်။တစ်ခါသွင်းရင်တစ်နာရီသို့မဟုတ်2နာရီကြာတယ်။အခုဆိုရင် UK National Health Service ကအရေးပြားအောက်ထိုးတဲ့ပုံစံအသစ်အနေနဲ့စတင်အသုံးပြုနေတာဖြစ်တဲ့တစ်ခါထိုးရင်စက္ကန့်60ပဲကြာမှာပါပေါင်သို့မဟုတ်ဝမ်းပိုက်နေရာမှာထိုးနိုင်ပါတယ်ကန်ဆာမျိုးစားပေါ်မူတည်ပြီး1မိနစ်ထိုးရမယ့်ဆေးနဲ့2မိနစ်ထိုးရမယ့်ဆေးဆိုပြီးရှိတယ်1မိနစ်ထိုးရမယ့်ဆေးဆိုရင်3ပတ်တစ်ခါထိုးဖို့လိုအပ်တယ်2မိနစ်ထိုးရမယ့်ဆေးဆိုရင်6ပတ်တစ်ခါထိုးဖို့လိုအပ်ပါတယ်ဒီထိုးဆေးဟာအဆုတ်ကင်ဆာ၊ဦးခေါင်းနဲ့လည်ပင်းကင်ဆာ၊ရင်သားကင်ဆာ၊တအိမ်ခေါင်းကင်ဆာ၊ဥမာအိကင်ဆာ၊စီးအိမ်ကင်ဆာနဲ့အရေပြားကင်ဆာတို့အပါအဝင်ကင်ဆာအမျိုးအစား14မျိုးကိုကုသပေးနိုင်တယ်။ဆက်လက်ပြီး60စက္ကန့်သာကြာမယ် Pembrolizumab ထိုးဆေးရဲ့အားသာချက်များကိုပြောပြပေးသွားပါမယ်။ Pembrolizumab အရေပြားအောက်ထိုးဆေးဟာIV line သွေးကြောထိုးဆေးများကဲ့သို့သွေးကြောပျက်စီးမှုအန္တရာယ်နှင့်ကတိတာပိုးဝင်ခြင်းတို့ကိုလည်းရှောင်ရှားနိုင်ပါတယ်။ထိုးချိန်1မိနစ်တာကြာတဲ့အတွက်ဆေးရုံဆေးခန်းများတွင်လူနာများအတွက်ကုသမှုခံယူချိန်90%အထိလျှော့ချပေးနိုင်တယ်။ကင်ဆာရောဂါဆေးခန်းများတွင်လည်းလူနာတစ်ယောက်ကိုအချိန်တိုအတွင်းကုသပေးနိုင်တဲ့အတွက်တစ်နေ့တာအတွင်းလူနာအမြောက်များကိုထိရောက်စွာကုသပေးနိုင်တယ်။နောက်ဆုံးအနေနဲ့ပြောရရင်60စက္ကန့်သာကြာမယ် Pembrolizumab အရေပြားအောက်ထိုးဆေးဟာယခင် IV သွေးကြောထိုးဆေးနဲ့ယှဉ်ရင်ကင်ဆာရောဂါရှင်များအတွက်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောစိတ်ဖိစီးမှုတွေလျော့နည်းစေတဲ့အတွက်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်တဲ့ update အချက်အလက်တွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Dr. Theory Healthy Living Channel ကိုsubscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။